လူကမွေးလာတာမဟုတ်လားအဲ့ဒီခိုင်းတဲ့လူရောခိုင်းတဲ့လူတော့ကောအဲ့ခိုင်းတဲ့လူလာလို့စောင့်မွေးရမရှိအောင်နှုတ်ပလိုက်မယ်လားဘယ်ရောက်သွားလဲဖုန်ကြီးဟမ်အရဲတကလူတဲ့စောစားပြီးတော့အရဲတကရဲ့ချမ်းကိုလူရတာလားဖုန်ကြီးညလူမိုက်တဲ့ကိုပတ်စံဘလောက်ပဲပြီးငါပြီးတော့စောက်ခါတော့ဝင်ပေါင်းနေတဲ့တတိမရှိတဲ့ဟာတွေမင်္ဂလာပါရှင်ခလေး YouTube channel လေးရကြိုဆိုလိုက်ပါတယ်ခလေးခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကျောင်းနိုင်ဖုန်ကြီးကပေါ့နော်သူ့ရဲ့တက္ကမရဲ့ခြံကိုလူမိုက်ငှားပြီးတော့ဖြတ်စည်းခိုင်းတာပေါ့နော်ခြံဝင်သိမ်းတာဒီခြံကိုသိမ်းကျင်လို့ဆိုပြီးတော့လူမိုက်တွေငှားပြီးတော့ဖြတ်စည်းခိုင်းတယ်တဲ့တက္ကမတွေနဲ့လူမိုက်တွေနဲ့ပွဲဖြစ်နေတာပေါ့နော်ဒီဗီဒီယိုလေးကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်ရှင့်ဖုန်ကြီးဖြစ်ပြီးတော့ကိုလူပါဝတာပေါ့နော်တော်တော်လေးလဲစိုးပါတယ်ဗီဒီယိုလေးထဲမှာဆိုရင်ပြည့်စုံပါပါတယ်ရှင့်ခလေးရဲ့ဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လည်းအမျိုးတို့ဖိတ်ခေါ်လိုက်ပါတယ်နော်ကျမယုံအော်ဘယ်လိုပိတ်လဲအမကြီးမေးလာဘုန်းကြီးမကတင်ញိုင်းစားဟိုမှာသွားတယ်စောက်ချက်မရှိဘူးမအုပ်ရောက်သွားတယ်ဆောက်ခွာဗမာကြီးနေပြီးတော့ဆာဗျဘာသူလဲဒီမှာတောင်ဝင်ရှင်းလို့ဘာသူလဲလူကမွေးရမဟုတ်လားလူမဟုတ်ကြဘူးလားလူမဟုတ်လူသားခိုးကြည့်လေဖြိုပဲဖြိုလို့ရမယ်လုံးရလုံးကြည့်ဟုတ်ကြည့်လိုက်သူတို့ကဘာမှဟိုကမဖြစ်ဘူးဆိုတော့သူတို့လောက်တော့ဖြုတ်ပါဖြုတ်လိုက်ပြီးရင်တော့ပါကောင်းလဲဆိုတီးရမယ်ဗမာလည်းနင်တို့တော်များကြည့်တာတော့ ဖုန်ကြီးရဲ့လူမိုက်တွေနော်ဒါသူကိုယ်တိုင်ကြတော့မိုးရင်းကလေဟာလားကာယကံရှင်ဗမာလဲဟမ်ဘာကြောင်းလေလို့လားပြောတာမနေ့ကဘာပြောပါလဲလူကြီးစကားပြောဗမာလဲဖွာကြီးဗမာလဲဟာကြောက်လို့လားမေဒီလိုလားပြောတော့ဒါနည်းနည်းလွန်သွားပြီနည်းနည်းတော့မဟုတ်တော်ကြီးလွန်သွားပြီလူကမွေးလာတာမဟုတ်လားအဲ့ဒီခိုင်းတဲ့လူရောခိုင်းတဲ့လူတော့ကောအဲ့ခိုင်းတဲ့လူလာလို့အဲ့ဒါ तू မရှိတာဖြစ်ကြတော့မသိ तू မရှိပါတင်ញိုင်းမှာသွားတဲ့သွားတဲ့ तू ရှိမှလောက်လိုက်ရမယ်လေ तू မရှိတင်ញိုင်းမှာသွားတဲ့သွားတဲ့သွားအဲ့ဒီဖုန်ကြီးရဲ့ခေါ်လာအဲ့ဖုန်ကြီးကတော့မှရိုက်ခွက်ပြမယ်လားသူမင်းကောင်းဝဲပြီးတော့မတော်ဘူးတဲ့ဖုန်ကြီးရောဖွားတရားလာခဲ့အဲ့ဖုန်ကြီးနဲ့အဲ့ဟာမနဲ့လာခဲ့ရမစော်ပြီရိုက်တာဖြတ်တာပုံရိုက်တာအေးရိုက်တာအလုံးရိုက်တာဖုံးရလာရေးထဲမှာစော်စီလာပြတာကူခိုင်းလို့လုံးနေအဲ့လုံးတဲ့လူတွေပါအကုန်ပါရမယ်မှတ်ထားတရားမှမချတရားဘူးမှတ်ထားဓာတ်ပုံရိုက်ထားတို့ရောက်တယ်ပါအကုန်ပါရမယ်ဖုံးပေးလိုက်ရပါဦးတော့မရှိဘူးအေးရိုက်ဆိုပြီးရပဲနင်တို့တော့မိုက်ငါတို့ကဘာလို့မမိုက်ရဲရမှာလဲငါတို့ကကာယကရှင်လုံးသမားတွေဟုတ်လားသူများချီကျွေးတိုင်းစားမလားလုံးသမားဆိုရင်မေးလိုက်မယ်လာခဲ့တော့ဒီမှာပါပြီးတော့ကျွေးရမယ်ဝါပြီးတော့ထောင်းတော့ကျွေးလိုက်မယ်ဟေးလုံးချန်ရနေတယ်ကတော့တေးအောင်ပါရဖုံးပေးလိုက်ဟောတမီးဖုံးဘာမှလုံးမရဘူးထားလိုက်ဘယ်နေရာတိတ်မဲ့ဘယ်မွေးတိတ်ကျင်လဲပြောသားတေဝါပြီလားဟေးနိုင်ရတင်ခေါ်ပေးရမလားဆယ်တရားနေလို့ပြောတော့ဆယ်တရားကနေဆယ်တရားကနေပြောတယ်ရိုက်လို့ရတယ်ဆယ်တရားနေသူတို့ရိုက်လို့ရတယ်ငါတန်ကြတာပြက်စီတာတခုမှကြံလို့ရောပေးရမယ်လာမှာပါသူတို့မနေ့ကသူတို့ပြောရတဲ့စကားနဲ့သူတို့နေနေတာအခုလာလောက်တယ်ဆိုတော့ပါတယ်စိန်လာခေါ်တာလားဟလားစောင့်မွေးရမရှိအောင်နှုတ်ပလိုက်မယ်လားဘယ်ရောက်သွားလဲဖုန်ကြီးဟမ်အရဲတကလူတဲ့စောစားပြီးတော့အရဲတကရဲ့ချမ်းကိုလူရတာလားဖုန်ကြီးဖုန်ကြီးကထွက်မလာဘူးတဲ့နော်ဖုန်ကြီးဆိုတဲ့အတိုင်းပဲယဟန်မှမဟုတ်တာမချနဲ့တတိရှင်ထွက်လာခဲ့ဟိုမှာဟိုနားမှာဒုတ်စီတယ်တိုက်လာတယ်ခြံနေဝင်လာချဒီလာခဲ့ဒီဖုံးကိုကိုင်ထွေးကိုင်နေဒီမှာထွေးကိုင်ရော့ငါချခေါ်လဲနော်များသေးလား
မဟုတ်ပါကင်လေ ခမင်းငါလည်းမလာရင်းနေကြခေါင်းသမားတွေကြီးဟာလေရှင်းလို့ရတယ်ကြောင်းလို့နေ လူမိုင်းငါလူမိုင်းမွေပြီးတော့လူမိုင်းတွေမွေပြီးတော့သူတို့ကပုံးကျင်တဲ့နေရာတော့ပုံးနေတယ်အဲ့ဒါလားတရားဥပဒေဟမ်အဲ့ဒါလားတရားမျှတမှုဘာပညာတတ်ပြီးဘာစာတွေတက်တဲ့ဟာတွေလဲ ကြားတော့မကြားဘူးနော် ထွက်လာခဲ့ဒီဖုံကျော်ဒီတကမရောမေဒီယိုလားအဲ့ဒီမေလည်းပြောလို့မရဘူးဒီလိုလာပါဆိုအဲ့ဆောက်ခေါမယ်ဆောက်ခေါမယ်ပုံပါဗောဘာလဲချက်အစားပေးပြီးတော့ပြောင်းရွှေက350ပေးတော့မသွားဘဲနဲ့ကောင်းဝင်ပြောတော့မသွားဘဲနဲ့ဆိုသူများချောင်းဝဲတာသူများမရောက်ရင်လူရတယ်ဗော စီးရဲပါသွားတယ် ဘာမှလည်းတရားဥပဒေတိုင်းလောက်တဲ့ဟာမဟမ်ဘာမှလည်းတရားဥပဒေဘာမှလည်းနေတော့လောက်ပိုင်ကဘာမှလည်းနေပြီးတော့ကြားရစားဘယ်ရောက်ပါလဲဖုန်ကြီးကတော့ အာမနာလူရအန်းလာကြပါကြောင်းမှမရှိတော့ဟဲ့ခေါင်းကြီးဆိုတဲ့တိုင်းပြေ အောက်လိုက်တင်လိုက်လာပြီးတော့ ဖလာကဲလေလုံးဆယ်လုံးပြောရတော့ဝဲလိုက်မယ်လာတဲ့ စာမတက်ပေမတက်လာတဲ့စာတက်ပေတက်တဲ့လူတွေကအာနာပိုင်ဖွဲ့စီဘယ်တစ်ခုမှမဘာစာမမနဲ့ပြက်ချင်တဲ့လက်ပြက်နေတာအဲ့ဒါစာတက်ပုဂ္ဂိုလ်ရလားအမစပတ်တဲ့ဝင်ပေါင်းနေမှာဗော စပတ်ရမောင်းလီရမောင်းနေတာအဲ့လိုပဲပြောမှာဟာတော့အခုကြောက်မစင်းတော့ဘာလဲတော့ဟာစင်းတော့မောင်းတော့ရောက်တော့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  နင်တို့နားမပါဘူးလားနင်တို့မြားတိတော့သွားခေါ်လို့ပြောတယ်နော်ဟဲ့နင်နားမပါဘူးလားဟမ်ငါတို့ခြံစီရောနင်တို့လွန်လာတာနော်ငါတို့အစောလည်းမစိုးနဲ့ပြောနေနှပေါင်းပါဘူးလား နောက်စီခလာခလာ နောက်လေနင်တို့ကယောက်ျားအထီးအမနဲ့လလလအကလေလာတတိချေလား လာလေလာလေဘယ်အဲ့ဒီတော့ငါခေါင်းကြီးကတော့ဘာခေါ်ရတာ စောက်ရှာမရှိတိုက်ခမရှိထွက်လာလေနင်တို့လိုက်နေထွက်လာပါလား အမသဘောနဲ့လေ သူများလူမိုက်တွေကိုပတ်စံဘလောက်ပဲပြီးငားပြီးတော့စောက်ခါတော့ဝင်ပေါင်းနေတဲ့တတိမရှိတဲ့ဟာတွေ ဟမ်တရားဥပဒေနဲ့ကြောက်တဲ့ခေါ်မမလည်းတရားဥပဒေဘယ်နဲ့ဒီတော့အစားကြလာလေဟမ်မမသဘောနဲ့တပန်းဆွဲလာလိုက်နဲ့ လူတော့လူပြီးတော့သူများအော်တော့စောက်ရှာနဲ့စောက်ရှာမရှိပေါင်းနေရဲ့ ဟမ်တရားဥပဒေနဲ့ကြောက်တဲ့ခေါ်ဘယ်နဲ့ဒီတော့အစားကြလာလေအကောက်လောက်ပါမယ်နော်ခိုင်းလို့လောက်တဲ့ဆိုတဲ့ဟာတွေ 哪来买嘛？ အကောက်လောက်ပါမယ် ကောင်းမိတက်တက်မိထဲမှာတယ် အရာတကာကလူတန်းတော့စားပြီးတော့လူတန်းနဲ့ငွေနဲ့အမှုလိုက်နေတဲ့ခါတွေမမလည်းတရားဥပဒေ ငနုစိမ်မရောက်လာပြီးတော့သာသနာမြေလက်လုံးနေတယ် လူကငွေရအောင်ခမင်းစားရတာဒီလိုက်အောင်မှာဘာလို့ပဲသားမပြောနဲ့ မဆိုင်ဘူးဆိုလို့ရှိရင်နင်တို့ဆိုင်တဲ့လူအေးခဏနေမောင်လေးတို့မဆိုင်ဘူးဆိုရင်ဆိုင်တဲ့လူကိုတော့ခေါ်ပေး ဒီတော့ဒီလမ်းတော့မရောက်ဘူး ဟုတ်တယ်မောင်လေးတို့မဆိုင်ဆိုင်တဲ့လူတော့ခေါ်မောင်လေးတို့လည်းအလုံးလုံးဖို့ငားတာဟုတ်တယ်မလားတော့ခေါ်ဆိုင်တဲ့လူတော့ခေါ် ဒါတွေဖြတ်ပါဆိုမှတော့လေမပါဘဲနဲ့ခါလေးလာလို့လေ ပတ်စံတနာ ခမင်းငါချေလို့လား ဟုတ်တယ်သိတယ် ဘယ်လိုလာလဲပြောပြီးစား မောင်မဆိုင်သူတို့ပါမမောင်လေးတို့လောက်လို့ရမယ်လေ ဟောဒီမှာတတ်တဲ့ကောင်ကြည့်တာရှင်းလား ကျမဟုတ်လေဒီတော့မသိဘူးလေအဲ့ဒါ ဟုတ်တယ်မသိတာဟုတ်တယ်သိတဲ့ဟာကိုခေါ် တရားဥပဒေလာနေတော့ဆရာတော်ဆိုဘာဆရာတော်လဲတရားဥပဒေလဲ ဘာသာမသိဘူးဘာမှမသိဘူးရလေးသိတယ် စားတဲ့လိုက်ဆိုဘာပြော လမ်းစလေး ဆရာလေးသိတယ်အဲ့ဒီလူကိုခေါ်ပေးလို့ဆရာလေးပြောပြီးပြီလေ သိဘူးဒီလမ်းတော့မရောက် တပည့်တော့မသိသိတဲ့လူကိုခေါ်လေ ဘူးဒီလေတို့ တပည့်တော့မသိဆိုပြီးတော့ခိုင်းနိုင်လောက်ပြီးတော့ तू ကထွက်ပြေးနေလို့ရမလား မရှိစေလားကိုချင်းစားတယ်
ရလူလို့သဘောမထားဘူးကျွန်တော်တို့ ရိုက်နေဆရာလေးနော် အဲ့ဒီဖုန်းလေးဒီကောင်မလွယ်ဘယ်သူမှဆရာလေးတို့ရန်တို့သဘောမတောင်းသူတို့လည်းသူတို့မှားလို့လောက်ရတာသိတယ်တော့ခေါ်ဒီကောင်မ ဘောရပါသားပါဗျာ အဲ့ဒီကောင်မတော့ခေါ် တို့ဘာမှမသိ ဝရမ်းကြပါမှာ ဟမ်ဝရမ်းကြတို့ဘာမှမသိဘူးတို့တို့ခိုင်းလို့လောက်ပြတာတခုပဲသိတယ် ငါမောင်တို့ဖရားလား ပြီးတော့သားလားဒါဖုံကြောင်းသားပဲ ဒီเจ้าကဘုံကြောင်းသားလား မဟုတ်ဘူးစိတ်သူကစီကြောင်း စကြောင်းက ဟင်း ဒီများဆုတ်တယ်မှာဒီပြောမယ်နင့်အောင်ငါ အေး ပြော ဒါမပါ ညာဆုတ်တယ်မပါဘူးမပါဘူး ခေါ်လာ ဒီ တော့ 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 အား ရ လေး တယ် ဘူးမှန် တကယ်ပဲ ဒီလိုအားလုံးပြန်လာတယ်ပြန်ဝိုင်းနေလို့ ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးထဲမှာဆိုလို့ရှင်ဖုန်းကြီးကထွက်မလာဘူးပေါ့နော်ဖုန်းကြီးတင်မကဘူးဒီတီလာရှင်နဲ့ပေါင်းပြီးတော့လောက်တာလို့လည်းပြောရတယ်ပေါ့နော်ဒီလိုမျိုးကြီးတော့မလောက်သင့်ဘူးလို့တော့ထင်ပါတယ်ပေါ့နော်တရားလုံးကလှူထားတဲ့စိုးနေကိုစားပြီးတော့ဒီလိုတကယ်မရရဲ့မြင်နေရလူမိုက်တွေငါပြီးတော့လောက်တာကြီးကတော့လွန်လွန်းနေပေါ့နော်ဒီလိုဖုန်းကြီးမျိုးတွေရှိနေလို့လဲတာသနာကြီးညှိုးနှမ်းတာပေါ့နော်တရားတာသနာကိုလှူနေတဲ့အလှူရှင်တွေကနေပြီးတော့အကြီးညိုပြတ်တယ်ပေါ့နော်အမျိုးတို့ကဘလို့ထင်မြင်ဦးစားလဲအမျိုးတို့ရဲ့ထင်မြင်ဦးစားချက်အမျိုးတို့တီးသမျှလေးတွေကိုလည်းခလေးရဲ့ကောမက်လေးမှာမှတ်ချက်ရေးပြီးဝေဖန်ကြံပြုတ်ပေးသွားနိုင်ပါတယ်ရှင်ခလေးရဲ့ဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အမျိုးတွေတောက်ချင်းစတန်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ထပ်သတင်းသစ်တွေရရှိလာအောင်မယ်ဆိုလို့ရှင်ခလေးဆက်လက်တင်ဆက်ပြသပေးသွားပါအောင်မယ်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အမျိုးတွေတောက်ချင်းစတန်ကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်